ဒေသများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ဒီနေ့မှာတော့ဆရာမတို့တွေရဲ့တက်ရွယ်ကြီးလာတဲ့အချိန်မှာဖြစ်တတ်တဲ့တက်ကြီးရောဂါတွေနဲ့အသက်ကြီးရင်ဆင်စည်းပါဆိုတဲ့စကားအတိုင်းစင်လုံးမွေနဲ့ဖော်ဆက်ထားတဲ့စိတ်နည်းတစ်ခုအကြောင်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဆရာမတော့တော်ဝင်းမမပါတိုင်းစေပညာရှင်တယောက်ပါရှင်那件该开始将没对子吧是一九三零阿西阳明的灵光里飞美心的灵光里飞美心古剑马路西车你无边哎奶奶为有他我没家把你sin很大一对子吧心အခုပထမဆုံးအနေနဲ့အသက်အရွယ်ကြီးလာတဲ့အချိန်မှာဖြစ်တတ်တဲ့အဖြစ်များတဲ့ယောဂတွေနဲ့ယောဂလက္ခဏာတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီယောဂတွေကတော့နှလုံးယောဂလေဖြတ်လင်္ကာယောဂဒူးနာတာအယိုးပွားယောဂစီးကျက်ယောဂလေကောင်းယောဂမျက်စိအမြင်အာရုံအားနည်းတဲ့ယောဂအစာမကြေလေပွားတာအစာပြတ်တာအေးအနေနဲလာတာတခါတည်းရဲ့မျက်နှာနဲ့ခြေလက်တွေဖောရောက်လာတတ်တာမှန်ညံအားနည်းလာတာခြေတုံလက်တုံဥကောင်းတုံတာနဲ့စိတ်ပိုင်းဆိုင်ရာယောဂတွေအထိဖြစ်တတ်ကြပါတယ်အခုဆက်ပြီးတော့ဆရာမအသက်ကြီးတဲ့အဖိုးအဖွားတွေကျန်းမာရေးကိုအများကြီးထောက်ကူပြုနိုင်တဲ့စင်လုံးမှုနဲ့အစာကြေးဆေးဖော်ဆက်နေကြအောင်မျှဝေပေးချင်ပါတယ်ရှင်ဒီနေ့နေ့မှာပါဝင်တဲ့ဆေးပစ္စည်းတွေကတော့စင်လုံးမှုနဲ့အဆိုးတပိတ်တာတိန်တော်တစ်ချက်တာရှောက်ရည်တို့ပါဝင်မှာဖြစ်ပါတယ်အခုပြပြပေးခဲ့တဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီးတော့အသက်ကြီးတဲ့အဖိုးအဖွားတွေကျန်းမာစေဖို့အတွက်ဆေးဝါးဖော်ဆက်ပေးနိုင်ပါတယ်ဆေးဝါးဖော်ဆက်ပေးပုံကတော့ပထမဆုံးအနေနဲ့စင်လုံးမှုတွေကိုရေစင်ဆေးပါပါလီပြီး6ခံထားပေးပါအချောက်ခံထားတဲ့စင်လုံးမွနွယ်ကိုရှောက်ရည်မြုပ်အောင်ထည့်ပြီးတညစိန်ထားပေးပါတညစိန်ထားပေးတဲ့စင်လုံးမွနွယ်တွေကိုရေ3လီတာထည့်ပြီးတော့ရေခမ်းသည့်အထိပြုတ်ပေးရမှာပဲဖြစ်ပါတယ်ရေခမ်းသွားပြီဆိုရင်တော့အချောက်ခံပြီးအမုံကျိတ်ထားပေးရမှာဖြစ်ပါတယ်ရလာတဲ့ဆေးမုံလေးကိုတိန်တော့တစ်ချက်သားနဲ့တမအောင်ရောဆက်ပြီးတော့လေလုံးနဲ့ပလင်းတစ်လုံးနဲ့မှထည့်ပြီးသိမ်းဆဲထားပေးရမှာပဲဖြစ်ပါတယ်ရှင်ဒီဆေးကိုတောက်သုံးပေးရမယ့်ပမာဏကတော့တစ်ခါတောက်ရင်လက်ပတ်စားစွန်းတစ်စွန်းနဲ့ဒီနေ့ကိုတစ်ချိန်ကနေနှစ်ချိန်အထိရေနွေးဖြူနဲ့တောက်သုံးပေးရမှာပဲဖြစ်ပါတယ်ရှင်ဒီဆေးကိုနေ့စဉ်ပုံမှန်တောက်သုံးပေးခြင်းအပြင်အစာကြေခြင်းချောင်စေပြီးတော့စီးဝမ်းလေးကိုမှန်ကန်ညီညွတ်စေမှာပဲဖြစ်ပါတယ်ရှင်အခုလောက်ဆိုရင်တော့အသက်ကြီးလာတဲ့အချိန်မှာဖြစ်တတ်တဲ့ယောဂတွေဖြစ်တတ်တဲ့လက္ခဏာတွေနဲ့ဒီယောဂတွေတက်တာပြောက်ကင်းစေဖို့အတွက်အထောက်အကူဖြစ်စေနိုင်တဲ့စင်နှိမ်မှုနဲ့အစာကြေးဆေးနည်းကိုအတန်အသင့်သိရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်ရှင်ပြည်သက်များအားလုံးပဲကိုယ်စိတ်နှလုံးရှင်ပြုံးကြမှာနိုင်ကြပါစေရှင်